ကစားပွဲမှာအန်ဒီရဲ့အရှိဆုံးစီးမြင့်တစ်ခုရှိပါတယ်။ဝိညာဉ်ကိုစက္ကန့်60ထပ်ပို့ပြီးလုံးဝမခေါ်ထားရပါဘူး။အချိန်ကျော်သွားတာနဲ့ဝိညာဉ်ဟာတင့်ခန္ဓာကိုယ်ကိုအပြေးအပိုင်သိမ့်ပိုက်သွားပြီးတင့်ဝိညာဉ်ကိုတောင်ဝါမျိုးပြစ်နိုင်ပါတယ်။ဒါပေမဲ့ဒီသတိပေးချက်ကိုဘယ်သူမှအလေးမထားခဲ့ကြပါဘူး။မီယာနဲ့ဂျိတ်တို့ဟာဒီကစားပွဲကိုတစ်ခါကစားပြီးတဲ့နောက်မရက်တက်နိုင်တော့လောက်အောင်ဆွဲလန်းသွားခဲ့ကြတယ်။တညမှာတော့ဂျိတ်အမေအပြင်သွားနေတဲ့အချိန်ကိုအခွင့်ကောင်းယူပြီးတငယ်ချင်းတွေကိုဂျိတ်အိမ်ခေါ်ကဝိညာဉ်ခေါ်တဲ့ကစားပွဲကိုထပ်ဆခဲ့ကြတယ်။ဂျိတ်ရဲ့ကောင်လေးဒန်နီယန်လည်းအဲ့ဒီညရဲ့ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ကြောက်လက်ကိုကင်ပြီး Talk to me လို့ပြောလိုက်တဲ့အခိုက်မှာပဲဒန်နီယန်ရဲ့မျက်နှာပေါ်ကအပြုံးဟာပျောက်ကွယ်သွားခဲ့တယ်။သူ့ရှေ့မှာလူမမြင်နိုင်တဲ့ကြောက်မက်ဖွယ်ရာတစ်ခုကိုမြင်နေရသလိုမျက်နှာကိုလွှဲလိုက်ပြီးသူ့မျက်လုံးတွေကတုန်ခါနေခဲ့ပါတယ်။သူကတတိတွေဆူဆီးပြီး I let you in လို့ပြောလိုက်တဲ့အချိန်မှာတော့ဝိညာဉ်တကောင်ဟာဒန်နီယန်ရဲ့ခန္ဓာကိုယ်ကိုချက်ချင်းသိမ့်ပိုက်လိုက်ပါတော့တယ်။သူ့ရဲ့လှုပ်ရှားပုံအမှုအရာအတန်တွေဟာလုံးဝလူတစ်ယောက်လိုမဟုတ်တော့ပါဘူး။တစ်ခါတလေရေးစရာကောင်းတယ်လို့တစ်ခါတလေတော့ကြောချမ်းစရာကောင်းလွန်းနေတဲ့သူဟာဂျိတ်ရဲ့ခွေးကိုတွားနှမ်းတဲ့အထိအောင်ထိန်းချုပ်မှုကင်းမဲ့သွားခဲ့ပါတယ်။စက္ကန့်60ပြည့်ခန့်ဒီမှာတော့တငယ်ချင်းတွေကအမြန်လက်ကိုဆွဲဖြုတ်ပြီးဖျောင်းနိုင်ပြီးကိုနှိမ့်လိုက်ကြတယ်။ဒန်နီယန်တတိပြန်ဝင်လာတဲ့အခါသူ့လုပ်ရက်တွေကိုတီးခဲ့ပြီးရှက်လွန်းလို့အခန်းထဲကနေထွက်ပြေးသွားခဲ့ပါတယ်။စက္ကန့်60မကျော်ခင်လက်ကိုဖြုတ်လိုက်ရင်အန်ဒီယေကနေလွတ်နိုင်မလား။ဒါမှမဟုတ်အရာအလုံးကအခုမှစတင်တော့မှလား။ဒီနေရာကနေကစားပွဲရဲ့အန်ဒီယေကိုပထမဆုံးအတိအကျမြင်တွေ့လာရပါမယ်။ဝိညာဉ်ပူးနေတဲ့အချိန်မှာလူတစ်ယောက်ဟာကိုလုံးဝမထိန်ချုံနိုင်တော့သလိုပြန်တတိယလာတဲ့အချိန်မှာလည်းတစုံတစ်ခုထပ်ကစားအောင်ဆွဲဆောင်နေပါတယ်။ဒါကြောင့်တငယ်ချင်းတွေကတော့ရေစရာကစားပွဲလို့ထင်နေကြပေမဲ့တကယ်တော့ဒီလက်ဟာတာမန်ရုပ်တစ်ခုမဟုတ်ပဲအသက်အန္တရာယ်ကိုတောင်ခေါ်လာနိုင်တဲ့အရာဖြစ်နေပါတယ်။ဒါပေမဲ့ဒီလိုကြောက်စရာဖြစ်ရတွေကတော့မီယာတို့အဖွဲ့ကိုမတားဆီးနိုင်ခဲ့ပါဘူး။သူတို့အတွက်ဒီကစားပွဲဟာကြောက်စရာမဟုတ်တော့ပဲအန္တရာယ်များတဲ့ဖြောပြေးရေးတစ်ခုဖြစ်လာခဲ့တယ်။တယောက်ပြီးတယောက်ထပ်ကစားထပ်ခေါ်ထပ်ပိုင်စီခံဒီလိုနဲ့သူတို့ဟာအမှောင်ထဲကိုတဖြည်းဖြည်းနှိမ့်မြုပ်လာခဲ့ကြတယ်။အဲ့ဒီအချိန်မှာပဲဂျိတ်ရဲ့မောင်လေးရိုင်လီကကျွန်တော်လဲကစားကျင်တယ်လို့ပြောလာခဲ့ပါတယ်။ဂျိတ်ကတော့ချက်ချင်းညင်းပယ်လိုက်ပြီးမောင်နှမနှစ်ယောက်အပြင်းထန်စကားများခဲ့ကြတယ်။ဒေါသထွက်နေတဲ့ဂျိတ်ကအခန်းထဲကထွက်သွားခဲ့ပြီးအဲ့ဒီအခိုက်အတန့်ကိုရိုင်လီကအတုံးချလိုက်ပါတယ်။သူဟာမီယာကိုအတင်းတောင်းဆိုနေခဲ့တာကြောင့်စက္ကန့်90ပဲဆိုတဲ့သဘောတူညီချက်နဲ့ကစားပွဲကိုစခဲ့ကြတယ်။ရိုင်လီကကြောက်လက်ကိုကင်ပြီး Talk to me လို့ပြောလိုက်ချိန်မှာပဲသူ့မျက်နှာပေါ်မှာမဖော်ပြနိုင်တဲ့ထိတ်လန့်မှုတွေပေါ်လာခဲ့တယ်။ပြီးတော့ I let you in လို့ပြောလိုက်တဲ့အခိုက်မှာတော့ရိုင်လီဟာသူ့ခန္ဓာကိုယ်ကိုလုံးဝမထိန်ချုံနိုင်တော့ပါဘူး။ဒါပေမဲ့ဒီတစ်ခါရောက်လာတဲ့ဝိညာဉ်ရဲ့စကားကြောင့်မီယာကအံ့အားမြင်သက်သွားခဲ့တယ်။အဲ့ဒါဟာသူ့မိရဲ့ဝိညာဉ်ပဲလို့ယုံကြည်သွားခဲ့တာပါ။တေဆုံးသွားတဲ့မိခင်နဲ့ပြန်တွေ့ရတယ်လို့ခံစားလိုက်ရတဲ့မီယာဟာဝမ်းနည်းစွာနဲ့စကားတွေအများကြီးပြောနေခဲ့တယ်။စက္ကန့်90ပြည့်သွားလို့တငယ်ချင်းတွေကကစားပွဲကိုရပ်ဖို့ပြင်နေချိန်မှာမီယာကတော့မရက်နဲ့ခဏလေးပဲလို့တောင်းဆိုလိုက်ပါတယ်။အဲ့ဒီဆုံးဖြတ်ချက်ကအားလုံးရဲ့ဘဝကိုပြောင်းလဲပစ်လိုက်မယ်ဆိုတာသူတို့မသိခဲ့ကြပါဘူး။ရိုင်လီရဲ့မျက်နှာဟာရုတ်တရက်ပြောင်းလဲလာပြီးစပွဲကိုသူ့မျက်နှာနဲ့အပြင်းထန်စောင့်တိုက်လိုက်ပါတယ်။သွေးတွေဟာချက်ချင်းမျက်နှာကပန်းထွက်လာပြီးအခန်းတစ်ခုလုံးအော်ဟစ်တန်တွေနဲ့ပြည့်နှက်သွားခဲ့တယ်။ဒါတောင်မပြီးသေးပဲရိုင်လီဟာစပွဲကိုအကြိမ်ကြိမ်စောင့်တိုက်နေပါတယ်။နောက်ဆုံးရိုင်လီဟာသူ့မျက်လုံးကိုကိုယ်တိုင်နှိုက်ထုတ်ဖို့ကြိုးစားလာခဲ့တယ်။တငယ်ချင်းတွေအားလုံးဝိုင်းတားနေချိန်မှာပဲသူ့ခန္ဓာကိုယ်ထဲကဝိညာဉ်ဟာသူ့ကိုပတင်းပေါက်စီဆောင်ဆွဲခေါ်သွားခဲ့တယ်။ရိုင်လီဟာပတင်းပေါက်ပေးကစပွဲကိုတစ်ချက်ပြီးတစ်ချက်ခေါင်းနဲ့အယူအမူဆောင်နေခဲ့ပြီးဝိညာဉ်ကသူ့အသက်ကိုအပြီးတက်နှုတ်ယူတော့မယ့်အခြေအနေထိရောက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာစူညံတန်ကြားတဲ့ဂျိတ်ကအခန်းထဲကိုအပြေးဝင်လာပြီးသူ့မောင်ရဲ့သွေးတန်ရဲရဲနဲ့ကြောက်မက်ဖွယ်အခြေအနေကိုမြင်လိုက်ရတယ်။နောက်ဆုံးတစ်ချက်ဝိညာဉ်ကရိုင်လီရဲ့ခေါင်းကိုစပွဲနဲ့ဆောင်ပြီးအဆုံးသတ်ဖို့လုပ်တဲ့အချိန်ဂျိတ်ဟာသူ့လက်နဲ့တင်းခံထားလိုက်လို့သာအသက်မဆုံးခဲ့တာပါ။တငယ်ချင်းအားလုံးဝိုင်းချုပ်ပြီးရိုင်လီကင်ထားတဲ့ကြောက်လက်ကိုအတင်းဝိုင်းဖြုတ်ခဲ့ကြတယ်။ရိုင်လီကိုအရေးပေါ်ဆေးရုံကိုချက်ချင်းပို့လိုက်ကြတယ်။ဒါပေမဲ့အဆိုးဆုံးကတော့အခုမှစတာပါ။ရိုင်လီကိုအရေးပေါ်ဆေးရုံကိုပို့လိုက်ပေမဲ့သူ့ခန္ဓာကိုယ်ကအသက်ရှင်နေသေးတယ်။အဲ့ဒီခန္ဓာကိုယ်ထဲမှာရိုင်လီပဲကျန်နေသေးတာသိချရဲ့လား။မီယာကတော့ရိုင်လီကိုဝင်ပူးခဲ့တဲ့ဝိညာဉ်ဟာသူ့အမေပဲလို့ယုံကြည်နေတော့ပါ။ဒါပေမဲ့အဲ့ဒီဝိညာဉ်ကတကယ်ပဲမီယာအမေလား။ဒါမှမဟုတ်ရိုင်လီရဲ့ခန္ဓာကိုယ်ထဲမှာပိုအန္တရာယ်ကြီးတဲ့အရာတစ်ခုကမီယာကိုလှည့်စားနေခဲ့တာလား။နောက်အပတ်ဆုံးမှာတော့မီယာယုံကြည်ခဲ့တဲ့အရာအလုံးကသူမကိုအနှံ့ဆိုင်ဆုံးအမှောင်ထဲအလိမ်ညာတွေနဲ့လှည့်ဖြားပြီးခေါ်ဆောင်နေတာသိလာရပါတော့မယ်။အခုမီယာအဲ့ဒီအမှောင်ထဲကနေလွတ်မြောက်နိုင်ပါမလား။ဒါမှမဟုတ်အပီးတိုင်ပိတ်မိသွားမလား။အဖြေကိုလက်မလွတ်ချင်ရင်နောက် episode ကိုအခုပဲချက်ချင်းဆက်ကြည့်လိုက်ပါနော်။ recap အရှိတွေကို channel မှာကြည့်လိုက်ပါ။ movie recap အသစ်တွေကိုမလွတ်ချင်ရင် subscribe လုပ်ထားပါနော်။